နေတဲ့သမားတွေနေတဲ့သမားတွေအားလုံးနားထောင်ပါကျွန်တော်ဒီနေ့24ရက်နေ့6လပိုင်းကျွန်တော်တို့ဒီနေ့12နိုင်10မိနစ်မှာကျွန်တော်တို့68အောင်မြင်တယ်တကွက်ကောင်းမှာရှေ့တကွက်ကောင်း68အောင်မြင်တယ်အဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲဒီနေ့မှာကျွန်တော်တို့ထပ်မံပြီးအောင်မြင်တယ်9ချိန်မှာ9ချိန်အောင်မြင်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီညက်နေမှာနေတိုက်သမားတွေရှေ့နှစ်ကွက်ကောင်း3ကွက်တွေယူကြတဲ့မိတ်ဆွေတွေဒီညက်နေမှာလုံးဝကျင်းစီပေါက်မယ်100%100%ပေါက်မယ်အဲ့တော့နေတိုက်သမားတွေဒီညက်နေမှာတင်ထိုးပါပြောပြီးသွားပြီနော်နေတဲ့သမားတွေဒီညက်နေမှာတင်ထိုးပါကျွန်တော်ကဒီညက်နေမှာကျွန်တော်ခီးသွားကြရည်ရှိရတဲ့ကြောင့်ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးကျွန်တော်ဒီညက်နေမှာလက်လန်းတင်တဲ့လောက်ကျွန်တော်ကဏ္ဍပေးဖို့တော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကြံ9ချိန်မှာကျွန်တော်တို့9ချိန်စလုံးအောင်မြင်အောင်ကျွန်တော်စူးစမ်းပေးပါမယ်အဲ့တော့တကယ်လို့ကျွန်တော်စီမှာဒီညက်နေမှာအဖွဲဝင်ကျင်နေဆိုရင်ဒီညက်နေတစ်ချိန်စာကိုအဖွဲဝင်ကျင်18000ကျော်ပါခင်ဗျာဒီညက်နေအဖွဲဝင်တဲ့မိတ်ဆွေတွေအတွက်အရန်တန်တယ်နော်ကျွန်တော်ဒီညက်နေမှာ100% 100%ကျိန်းစီပေါက်မယ်ကဏ္ဍ2ကွက်ထန်ကုန်3ကွက်ပဲထိုးရမယ်2ကွက်ပဲထိုးရမယ်နော်အဲ့တော့ကဏ္ဍ2ကွက်ခတဲ့2ကွက်ထိုးရုံနဲ့ဒီညက်နေမှာပုတ်သီးပါမယ်အာမခံတယ်ဒီညက်နေတဲ့ချိန်စာကိုကျွန်တော်စီမှာအဖွဲဝင်ကြီးနော်18000ကျက်သေးနဲ့ဒီညနေမှာကဏ္ဍလာယူလို့ရပါပြီကြံ9ချိန်စာအပီးဝယ်ခြင်းနေဆိုရင်ကြံ9ချိန်စာနေတိုက်2ကွက်ကောင်းကိုကျွန်တော်တို့ဒီကဏ္ဍတစ်ချိန်ချင်းစီကျွန်တော်ပေးပို့သွားမှာဖြစ်ပါတယ်ဒီညက်နေအတွက်ကိုကျွန်တော်တို့နော်အထူးလျှော်သေး18000ကြံ9ချိန်စာကိုကျွန်တော်35000ကျက်နဲ့ကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်ကြံ9ချိန်စာဝယ်တဲ့အနေနဲ့မိတ်ဆွေများအနေနဲ့ကြံ9ချိန်မှာကျွန်တော်တို့3ချိန်ပေါက်ဖို့အာမခံပါတယ်အဲ့တော့ကြံ9ချိန်မှာ3ချိန်ပေါက်ခြင်းနဲ့မိတ်ဆွေများရှိရင်အခုပဲလာရောက်ဆက်သွယ်ပြီးတော့ဝယ်လို့ရပါပြီကျွန်တော်လူအယောက်30လောက်ပဲကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်အယောက်20 30ပဲကျွန်တော်ရောင်းချပေးမှာဖြစ်ပါတယ်အဲ့တော့အခြေမီအဖွဲဝင်ခြင်းနဲ့ဆိုရင်ကျွန်တော်ရဲ့ Viber နံပါတ်399695144000 Viber နံပါတ်ကနေဆက်သွယ်ပြီးတော့အခုပဲအဖွဲဝင်ခြင်းပါတယ်ဆိုပြီးတော့လာဟိုင်းမှာလာပြောပါကျွန်တော်ဒီနေ့နေမှာငွေ18000ကျပ်ရင်းယုံနဲ့ရှယ်မိန်း2ကွက်ကောင်းရမယ်ကဏ္ဍတစ်ချိန်ကျိတ်တည်ပေါက်မယ်မပေါက်ရင်အဖို့ဝင်ထားတဲ့ငွေ18000ကျပ်ကို6ဆပြန်ရောပေးမှာဖြစ်ပါတယ်ကြံ5ချိန်သာဝယ်တဲ့မိတ်ဆွေများအနေနဲ့3ချိန်အာမခံပါတယ်3ချိန်မပေါက်ရင်ကျွန်တော်တို့တုတ်ကြီး5ချိန်သာဝယ်ထားတဲ့ငွေ35000ကျပ်ကိုကျွန်တော်တို့6ဆပြန်ရောပေးသွားမှာဖြစ်ပါတယ်စိတ်ဝင်စားလို့ဝင်ခြင်းမှာကကျွန်တော်ရဲ့ Viber နံပါတ်399695144000 Viber ကနေဆက်သွယ်ပြီးတော့အခုပဲလာဝယ်ရပါပြီအယောက်20ပဲရောင်းချပေးမှာဖြစ်ပါတယ်အားလုံး